ကျမတို့ဒီကျင်းပတဲ့ပွဲတော်ကတော့မြမလက်ဖက်ပွဲတော်ဖြစ်ပါတယ်ရှင်။ရွေးချက်ကလေးကိုဒါတင်ပြမယ်ဆိုရင်မြမလက်ဖက်အဆိုလေးစားသုံးတာတနိုင်ငံလုံးအတိုင်းအတာနဲ့တိုင်းရင်းသားအားလုံးစားသုံးတာဖြစ်ပါတယ်။များဖြင့်ပေါ့နော်တောင်ပေါ်ဒေသကနေထွက်ပါတယ်။တောင်ပေါ်ဒေသကထွက်တဲ့လက်ဖက်ဆိုကျမတို့ကဒီမြေပြန့်ဒေသမှာထွက်တဲ့နှမ်းစီပဲစီနဲ့နော်ကျမတို့ကရောနှောပြီးစားသုံးတယ်။ပြီးတော့မှဒီမြေပြန့်မှာထွက်တဲ့ကြော်မျိုးပဲကြော်ဟလားအမျိုးနောက်ပြီးမှနှမ်းလှော်ဒါတွေနဲ့ကျမတို့ကတွဲဖက်ပြီးတော့စားသုံးမှလည်းပဲတကယ်ကိုအရသာပြည့်စုံနေပေါ့နော်လက်ဖက်တုပ်ကောင်းရပါတယ်။ဒါကြောင့်မလို့ဒါကိုကျမတို့ကပေါင်းစည်းခြင်းဆိုတဲ့အဓိပ္ပာယ်လေးနဲ့ရောင်စုနေ့နော်အထိတ်အမှတ်ဖြစ်နေကျမတို့ကကျင်းပခြင်းဖြစ်ပါတယ်မြမလက်ဖက်ဆိုစားတာနဲ့ပတ်သက်လို့ပေါ့ကျမတို့ငငယ်လေးကစားသုံးနေတယ်အခုချိန်ကြီးလည်းစားသုံးကြပါတယ်ကြားမမရွေးလည်းစားသုံးတယ်ရွေးမရွေးလည်းစားသုံးသလိုအလွှာမရွေးလည်းစားသုံးပါတယ်เนาะဒါလက်ဖက်ကိုကျမတို့ကတရေစာဖြစ်လာဆိုတော့လည်းမဟုတ်ပါဘူးရှင်တရေစာလည်းမကဘူးထမင်းစားပြီးလည်းစားသုံးတာပဲတရေစာဖြစ်လည်းစားသုံးတာပဲတချို့များဆိုရင်ကျမတို့ဟင်းလုပ်ပြီးတော့တောင်မှဟင်းဖြစ်နေတောင်မှစားသုံးပါတယ်အဲ့တော့ဒီလိုနည်းနည်းတဲ့ပေါ့เนาะလက်ဖက်ဆိုစားသုံးတဲ့ကလေးကိုပြန်ကြည့်တဲ့အခါမှာသမိုင်းကြောင်းလေးရှိလျားတယ်စဉ်ဆက်မပြတ်လည်းပဲကျမတို့စားသုံးခဲ့တယ်ဒီလက်ဖက်ဆိုစားတဲ့ဒီ drum မဲ့ရင်ကျမှုအမှုလေးဟာတကယ်တော့living culture အနေနဲ့ sustainable culture အနေနဲ့တည်ရှိနေပါတယ်။ဒါလေးကိုကျမတို့နိုင်ငံသားတွေနဲ့တာလွန်ပြီးတော့မှနော်ဒီဘက်နိုင်ငံတွေကိုလည်းသိစေချင်တာလေးပါပါတယ်။နောက်တစ်ခုကတော့ကျမတို့ရဲ့ drum နဲ့ယဉ်ကျေးမှုအမွေနှစ်တစ်ခုအဖြစ်ကနေကျော်လွန်ပြီးတော့မှ UNESCO ရဲ့လူသားမျိုးနွယ်ဆိုင်ရာ drum နဲ့ယဉ်ကျေးမှုအမွေနှစ်စာရင်းဝင်ဖြစ်လဲရရှိချင်ပါတယ်။နော်ဒါတွေလည်းပါဝင်တဲ့နောက်ပြီးတော့ခါဒီလိုလက်ဖက်ဆိုစားသုံးတာလေးကိုကျမတို့နည်းနည်းလေးပေါ့နော်ကျမတို့ရဲ့ဒီနိုင်ငံသားတွေလူကြီးလူငယ်အားလုံးကသိသွားစေချင်တယ်မှတ်သားသွားစေချင်တယ်ဒါဆိုရင်ပို့ပြီးတော့မှလည်းနှစ်သက်မယ်မြန်လို့မယ်အဲ့လိုတန်ဖိုးထားတယ်ဆိုရင်ဒီကျမတို့ရဲ့ရိုးရာရင်ကျေးမှုဒီလေးလေးကိုဒီရှည်ဒီတန်းကန်ခိုင်မြဲအောင်ထိမ့်သိမ်းရမယ်เนาะကျမတို့ဓာတ်တွေကိုမပြောက်ပြတ်သွားအောင်ကာကွယ်ကြမယ်ပေါ့เนาะဒါအတွက်ကိုမိမိတို့ကြာရနေရနေလုံနိုင်တဲ့လောက်ပေါ့เนาะကျမတို့ထိမ့်သိမ်းဆောင်ရွက်ပေးနိုင်ဖို့ရည်ရွယ်ပြီးတော့မှကျမဒီပွဲတော်ကိုကျင်းပခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပွဲတော်ကိုဖေဖော်ဝါရီလ17ရက်ကနေပြီးတော့မှ14ရက်နေ့အထိကျင်းပပြီးတော့ဒါကျမတို့မိနစ်10နာရီကနေည8နာရီအထိခင်းကျင်းပါတယ်ကျမတို့နိုင်ငံတွင်းမှာရှိတဲ့လက်ဖက်ပေါ့เนาะထုတ်လုပ်သူတွေเนาะအကျော်ဆုံးထုတ်လုပ်သူတွေလည်းပဲလာပြီးတော့မှဒီမှာခင်းကျင်းပြသရောင်းချကြတယ်အဓိကကတော့ရောင်းချဖို့ထက်ပေါ့နော်သူတို့လက်ဖက်လေးတွေကိုအမျိုးမျိုးထုတ်လုပ်ပြီးတော့ပြသတာဖြစ်ပါတယ်တိုင်းရင်းသားအစားအစာတွေတိုင်းရင်းသားသုံးဆောင်တွေလည်းပဲခင်းကျင်းပြသထားတာရှိပါတယ်ဒီ၄ရက်အတွင်းမှာဒီနေရာမှာပေါ့နော်ရှိတဲ့သူတွေလေးလာနိုင်ဖို့နောက်တစ်ခုကတော့ကျမတို့ကအထူးပွဲလေးတွေဆောင်ရွက်တယ်ဒီနေ့ဆိုရင်ကျမတို့ဒီလက်ဖက်စကားဝိုင်းလေးပေါ့နော်ခုနကကျမပြောသလိုပေါ့နေ့စဉ်ကျမတို့ရဲ့လူမှုဘဝမှာတွေ့နေရတဲ့စားနေရတဲ့လက်ဖက်ကအမှတ်တမဲ့ပဲပေါ့နော်ဒါပေမဲ့လို့တကယ်တမ်းမှာဒီလက်ဖက်နဲ့ပတ်သက်ရင်သမိုင်းကြောင်းကဘယ်လောက်ထိအောင်ရှိလျားတယ်ဘယ်လောက်ထိအောင်ဝိသေသတွေထူးတယ်တော့နည်းနည်းတဲ့ဂုဏ်တွေရှိတယ်ဆိုတာလေးကိုသိစေချင်တဲ့အတွက်ကြောင့်မလို့လက်ဖက်နဲ့ပတ်သက်တဲ့သမိုင်းပညာရှင်လက်ဖက်နဲ့ပတ်သက်လို့သုတေသနပြုထားတဲ့ပညာရှင်ဒါပေမဲ့ရိုးရာဆိုင်ရာလေးတွေเนาะနောက်ဒီခင်တုန်းကသမယိုးကြပေါ့เนาะလက်ဖက်ကိုလာထုတ်လုပ်ခဲ့ရနေခုခါမှာတော့ပိုးပြီးတော့မှเนาะခင်မီနီးစနစ်နဲ့ကျန်းမာရေးရှုထောင့်ကတော့နိုင်ငံတကာကိုထိုးဖောက်နိုင်တဲ့เนาะအနေထားလေးဖြစ်အောင်ဆိုပြီးမှထုတ်လုပ်လာတာတွေကိုကျမတို့ကဒီနေ့ကြဲကြဲပြန့်ပြန့်လက်ဖက်စကားဝိုင်းလေးနဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆွေးနွေးတော့ကျမတို့ရဲ့တက်ရောက်လာတဲ့လူကြီးလူငယ်တွေရဲ့စိတ်ထဲမှာပေါ့เนาะပြန်ပြီးတော့လည်းပို့ပြီးတော့လည်းပဲတန်းနှံဝင်ရောက်သွားသလိုဘယ်လောက်ထိအောင်သိတယ်လဲဆိုတာကိုကျမတို့ကအမေးဖြေကဏ္ဍလေးပါထည့်ပေးတယ်ဆိုတော့ဒါပို့ပြီးတော့မှပွဲအသက်ဝင်သွားတာပေါ့เนาะဒီနေ့တော့ကျမတို့ကြောင့်မလို့တစ်ဖက်စကားဝိုင်းပွဲတော့လုပ်တာပါနောက်ရက်တွေမှာကျမဘာတစ်ခုလုပ်မလဲဆိုရင်လက်ဖက်ကိုပေါ့เนาะကျမတို့ကပုံမှန်အားဖြင့်လက်ဖက်တုပ်စားတယ်လက်ဖက်ကိုရှူးရှူးရှဲရှဲဒီလိုပေါ့เนาะအချို့ကကြတော့လေရိုးရိုးတန်းတန်းအချို့ပေါ့အဲ့လိုစားနေတဲ့အသမီးရိုးကြတယ်မဟုတ်ပါဘူးကျမတို့ beyond လက်ဖက်ဆိုတော့မှဟလာနိုင်ငံတကာမှာလည်းပဲဒီလက်ဖက်ကိုပေါင်းမုံချာထဲမှာ sandwich အနေနဲ့ဟလာလက်ဖက် base ကိုညှက်ပြီးတော့စားလို့ရတယ်နောက်ပြီးမှအသားတွေနဲ့နှက်စားလို့ရတယ်เนาะနောက်ပြီးမှဒီပေါ့เนาะဟို sushi ပေါ့ဂျပန်လိုလဲစားလို့ရတယ်နိုင်ငံတကာရဲ့နှစ်သက်တဲ့ပုံစံတွေအစားအစာတွေမှာတွဲဖက်ပေါင်းဆက်ပြီးတော့မှဘယ်လောက်ထိအောင်လုပ်လို့ရတယ်ဆိုတာတွေကရှိပါတယ်ဒါအမျိုးရာကျော်ရှိမှာပေါ့เนาะအဲ့ဒီကနေမှကျမတို့ကရွေးနှုတ်ပြီးတော့မှအဲ့ဒီမှာတစ်ခုစီပေါ့ဒါထုတ်လုပ်ပြသသွားပါမယ်အဲ့ဒါလည်းစိတ်ဝင်စားစရာလည်းကောင်းပါတယ်နောက်ပြီးမှလက်ဖက်ရဲ့အရသာပေါ့เนาะအဲ့ဒါချိုတာရောဖန်တာရောစိတ်
တာရောခါတာရောပေါ့နော်ချင်တာရောပေါ့အဲ့လိုရတာ5မျိုးပါဝင်တော့ဘယ်လိုပေါ့နော်ပေါင်းဆက်ပြီးတော့စားအင်တမတာနှစ်သက်စရာကောင်းတဲ့အစားဖြစ်လာမှာပါဒါကြောင့်မလို့ဒီမှာအဲ့ဒီမှာလည်းပဲအဲ့လိုမျိုးပြသသွားအောင်ပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျမအနေနဲ့အားလုံးကို message ပေးချင်တာကတော့ကျမတို့လူမှုဒီဘဝထဲမှာတွေ့နေရတဲ့ဒီကျမတို့ရဲ့ရိုးရာပေါ့နော်လက်ဖက်ဆိုစားသုံးတဲ့ဒီလေးဟာတန်တန်အားဖြင့်တော့အမှတ်တမဲ့ဖြစ်တယ်ဆိုပေမဲ့လို့တကယ်တမ်းကျတော့တမိုင်းချောင်းရှိနေရတယ်ထူးခြားတဲ့ဝိသေသတွေရှိတယ်အင်တမနည်းနည်းပါတယ်ဒါကိုကဘာကိုချပြမှာဖြစ်ပါတယ်ကျမတို့ရဲ့လက်ဖက်ဆိုစားသုံးတဲ့ဒီလေးကိုလည်းပဲကျမတို့နိုင်ငံသားတွေကကြာရောက်ရကဏ္ဍကနေကိုယ့်ရဲ့ဒီယဉ်ကျေးမှုဒီလေးကိုဒါပို့ပြီးမှပေါ်လွင်အောင်ပြီးတော့မှရေရှည်ထိမ့်သိမ်းနိုင်အောင်ဝိုင်းဝန်းပြီးတော့စောင့်ရှောက်ပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်နာမည်ကတော့စိုက်ကောင်ခမ်းပါကျွန်တော်ပင်လောင်းဒေတာနေတာပါတယ်ကျွန်တော်ထုတ်လုပ်တဲ့ဒစိတ်အမတ်ဒစိတ်ကတော့တင်းပြက်မွေးလက်ပတ်စုလက်ပတ်6ပေါ့နော်လက်ပတ်စုလည်းထုတ်လုပ်တယ်လို့မီယိုဖလာ6လည်းထုတ်တယ်ပြီးတော့အစင်မြင့်လက်ပတ်6တွေလည်းထုတ်တယ်ပြီးတော့ဆက်လို့6လည်းထုတ်တယ်နောက်ထပ်5 6မျိုးလောက်ရှိတယ်ပေါ့နော်မြန်မာလက်ဖက်အပြင်းမှာကျွန်တော်က EC ပြောင်းလည်းဖြစ်တယ်လို့ကျွန်တော်ပါဝင်ခဲ့တာလည်း10နှစ်ကျော်ရှိပြီပေါ့နော်ပြီးတော့ဒီဘွဲမှာကကျွန်တော်ဒီလက်ဖက်စုကိုကျွန်တော် UNESCO တင်ဖို့ကိစ္စပါနော်အဲ့မှာကျွန်တော်ကလာရောက်ကူညီအင်အားဖြည့်တာပါပြီးခဲ့တဲ့9ရက်နေ့မှာ Junction ပင်လောင်းဆိုကျွန်တော်ပင်လောင်းဒေတာထွက်ပစ္စည်းလေးကိုဒီရန်ကုန်မှာတင်ရောင်းတာပေါ့နော်အဲ့တော့ဒီ Junction ပင်လောင်းကိုကျွန်တော်ကလှုပ်ရင်းနဲ့ဒီဘွဲမှာပါဝင်တာပေါ့နော် Junction ပင်လောင်းကတော့ကျွန်တော်ကပင်လောင်းဒေတာကထွက်တဲ့တစ်ဖက်အပြင်ဒေတာစားတာကုန်လေးတွေလည်းကျွန်တော်ဒီ Junction ပင်လောင်းမှာတင်ထားတယ်ပေါ့နော်အဲ့ထက်မှာအဓိကအများဆုံးတော့ကျွန်တော်လက်ဖက်ချပါမယ်ပြီးတော့တောင်သူတွေကထုတ်လုပ်ထားတဲ့လက်ဖက်တွေလည်းအဲ့ဒီဆိုင်မှာတင်ရောင်းတယ်ပေါ့နော်လက်ဖက်ဆိုတာကပြောရင်ကျွန်တော်က United လို့ခေါ်လို့ရတယ်ဘာလို့လဲဆိုတော့တောင်ပေါ်ကလက်ဖက်တစ်ခုတည်းထွက်လို့မရဘူးဗျဒီကအညာကပဲလေးဒီတို့မြုံကကျုံပေါ်ကငါ6လေးတွေနဲ့ရောစားပြီးတော့မှစီလေးနဲ့ဆန်းလိုက်လက်ဖက်ကအရန်ကောင်းသွားတာပေါ့အဲ့တော့ကျွန်တော်တို့ကတောင်ပေါ်မြစ်တဲ့ United လေးပေါ့နော်စီယုံကြီးလေးပေါ့ကျွန်တော်ဒီလက်ဖက်ဆိုတာUNESCO ဝင်တော့မှဆိုရင်ဒီတောင်ပေါ်ကဟောဒီလေပြန်ကရောအညာကရောအားလုံးဒီအလုပ်ကိုခဏနေကိုရလာမယ်ပြီးတော့ဆိုရင်လက်ဖက်ကိုစားတော့မှုမှာလည်းဂုဏ်ယူပါနဲ့ကျွန်တော်စားတော့မယ်မြန်မာလက်ဖက်စားတဲ့သူတွေကကျွန်တော်လက်ဖက်ချစ်သူတွေကြီးလို့ဆိုပြောတော့ဒီမြန်မာတနိုင်ငံလုံးကကိုကျွန်တော်လက်ဖက်တင်ကကျေးဇူးတင်ပါတယ်အမနာမည်ကတော့ဒေါ်ဝင်းဝါဝါမို့ဖြစ်ပါတယ်အမ product လေးကတော့ရှွန်းစိန်လက်ဖက်နဲ့ဘဲကြော်လုပ်ငန်းလေးဖြစ်ပါတယ်အမလာသားလို့ပဲပြောမှာပေါ့နော်2025 5လပိုင်းလောက်မှာအစဒီမီဈေးကွက်တဲ့ကိုစတင်ဖြန့်ချိတာပါဒီပွဲကတော့ပေါ့နော်မြမလက်ဖက်ကိုကဘာတိအောင်ပြတဲ့ပွဲလေးဖြစ်တဲ့အတွက်အမတို့ကလည်းဟိုပေါ့တော့တထောက်တနေရာရေပါဝင်တာပါကျွန်တော်အားတာတော့လက်ဖက်အညွန့်ချင်းဆက်လေးပါကျွန်တော်ကဒီအညွန့်လေးကိုဒီလက်ကောက်စားလေးကိုပေါ့နော်ငရုတ်သီးလေးနဲ့ဒီချာရောဆက်နေပြီးတော့အညွန့်ချင်းဆက်လေးကကျွန်တော်ရဲ့ရှုပ်စိတ်လက်ဖက်ဘဲကြော်ရဲ့ဟိုပေါက်တဲ့ဟာလေးပေါ့နော်အများကြိုက်တဲ့ဟာလေးပါအဲ့ဒါလေးကိုအဓိကထားပြသပါတယ်လက်ဖက်ရတာတွေကတော့အားလုံးကတော့ကောင်းကြမှာပါနော်တယောက်တစ်ပြိုးစီကိုကောင်းကြမှာပါဒါပေမဲ့ကျွန်တော် product လေးရဲ့ထူးခြားချက်ကလက်ဖက်ကိုပေါ့နော်ခြားတွေနဲ့မတူအောင်ဒီအညွန့်ချင်းဆက်ဆိုလဲအညွန့်ချင်းဆက်ရဲ့ကာတာလေးပေါ့နော်အညွန့်ချင်းဆက်ရဲ့ကာတာလေးဒီဇက်ကောင်လေးကျွန်တော်ထည့်ထားပါတယ်အညွန့်ရှူရှဲဆိုရင်လည်းရှူရှဲပေါ့နော်ဒီပြုံးမီကြိုက်ပေါ့နော်ဒါကဆက်နေတဲ့ပုံစံလေးပေါ့နော်လောက်ထားပါတယ်ပဲကြော်ဆိုလဲပဲကြော်ပေါ့နော်အညွတ်ချိုဆိုလဲအညွတ်ချိုကျွန်တော်ရဲ့ဒီလက်ဖက်တိုင်းမှာမတူညီရဲ့အကာတာလေးနဲ့ချစ်စပွဲလေးပေါ့နော်စားရတဲ့ပွဲလေးပြောင်းတော့တခြားတွေနဲ့မတူအောင်အဲ့လေးတစ်ခုကတော့ထူးခြားရလို့ထင်ပါတယ်ဒီသူတွေနဲ့လက်ဖက်စားရင်ပေါ့နော်အရင်တော့ကတော့ဘိုင်းနာတယ်ပေါ့နော်ကျမ်းမာကြီးကအဲ့လိုလေးပဲတည်တာခုတော့လက်ဖက်စားရင်ပေါ့နော်လက်ဖက်စားတဲ့အတွက်အကျိုးကျေးဇူးတွေကျမ်းမာကြီးနဲ့ပတ်သက်ပြီးအကျိုးကျေးဇူးတွေတခြား research လေးခုဟိုပေါ့နော်သက်ဆိုင်ရာအသင်းဖွဲ့တွေကလောက်ထားတဲ့အတွက်အဲ့ခါလေးတွေလည်းသူတို့ခုလက်ဖက်စားရင်လက်ဖက်စားခြင်းနဲ့ကောင်းကျိုးလေးတွေကိုလည်းသိရှိသွားမယ်လို့သူကထင်ပါတယ်မြမလက်ဖက်ကိုကဘာတိအောင်လုပ်တဲ့ပွဲမှာလည်းအားလုံးပေါ့နော်ပါဝင်စီခြင်းပါတယ်အားလုံးရောက်ဖို့စီခြင်းပါတယ်ဟုတ်ကဲ့ပါဝင်နေဆိုပြီးတော့ဂုဏ်ယူနိုင်တာပေါ့နော်
မကတော့ရီရီမမရှင် Libera Company Limited ကနေပြီးတော့မှကျွန်မ manager ရတူကိုတာဝန်ယူထားပါတယ်ရှင်ဒီနေ့ကတော့ကျမတို့ဒီလက်ဖက်အသင်းမိသားစုရဲ့ UNESCO ဝင်မှုအတွက်ကိုကျမတို့မြန်မာလက်ဖက်ကဏ္ဍကနေပြီးတော့မှကျမတို့စူးရီလက်ဖက်နဲ့အကျော်ဆုံးကနေပြီးတောင်တနေရာနေပါဝင်ထားပါတယ်ရှင်ကျမတို့လက်ဖက်ထုတ်လုပ်တာကတော့လွန်ခဲ့တဲ့12နှစ်လောက်ကထုတ်လုပ်ပါတယ်ရှင်အခုကျမတို့ဒီစူးရီမှာတော့အစိမ့်ရဲ့အစိမ့်လန်းဆန်းရဲ့နှပြန်ကျော်ရဲ့လက်ဖက်6နှစ်မျိုးရဲ့ကျမတို့ထုတ်လုပ်ထားပါတယ်ရှင်ကျမတို့ဒီ UNESCO ဝင်ဖို့အတွက်ဆိုတော့ကျမတို့အနေနဲ့လည်းတောင်တနေရာနေပြီးတော့မှပံ့ပိုးတဲ့အနေနဲ့ကျမတို့ပါဝင်ခြင်းဖြစ်ပါတယ်ရှင်လက်ဖက်ကတော့ကျမတို့ရင်ကလေးကရှိကလေးကစားတဲ့လက်ဖက်အဆူစားတဲ့ကလေးကတော့မြန်မာနိုင်ငံမှာမရှိတာပေါ့နော်ရှိတဲ့အတွက်ကြောင့်မလို့ဒီဟာလေးကိုနောက်ထပ်ကျမတို့လက်ဆင့်ကမ်းမှုအတွက်ကိုပေါ့နော်ကျမတို့မျိုးဆက်တွေအများကြီးလက်ဆင့်ကမ်းမှုအတွက်ကိုလည်းရည်ရွယ်ပြီးတော့မှကျမတို့ထုတ်လုပ်ပါတယ်ရှင်ဟာစားသုံးသူပြည်သက်များအားလုံးရှင်ကျမတို့အခုစိန့်လန်းစုပြေမှာပြုလုပ်တဲ့မြန်မာလက်ဖက် UNESCO ပြပွဲမှာလက်ဖက်ကဏ္ဍအပေါင်းစုံကနေပြီးတော့မှတစိမ့်အမျိုးမျိုးထုတ်လုပ်မှုအမျိုးမျိုးနဲ့ကျမတို့ပါဝင်ပြသလျက်ရှိပါတယ်ဒီပွဲကြီးကိုကျမတို့3ရက်တိုင်ကျင်းပမှာဖြစ်လို့ကျမတို့ရဲ့ပွဲကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်